ဒီတစ်ခါပုံမြင်လေးကတော့ချင်းတဲ့မင်းကုံမာနဲ့ကြွက်ကလေးတီတီဆိုတဲ့ပုံမြင်လေးလည်းဖြစ်ပါတယ်။ဟိုးရှေတုန်းကစိမ့်လန်းဆိုပြီးတဲ့တောအုပ်ကြီးတစ်ခုထဲမှာဂုံပါလို့ခေါ်တဲ့ချင်းတဲ့မင်းတစ်ကောင်ရှိတယ်ကွယ်။သူကအယမ်းကိုတန်မာပြီးထဲဝါပေမဲ့စိတ်သဘောထားကတော့အယမ်းအေးစေးတာကော။တနေ့မှာတော့ချင်းတဲ့မင်းဂုံပါဟာတစ်ပင်ရိပ်အောက်မှာနှစ်ချိုက်အိပ်ပျော်နေတော့ကြွက်ကလေးတီတီကသူ့ကိုယ်ပေါ်ကိုမတော်တဆပြေးတက်မိသွားတယ်။ချင်းတဲ့မင်းကဝူးခနဲ့နိုးလာပြီးကြွက်ကလေးကိုဖမ်းလိုက်တာပေါ့။ဟေးကြွက်ကလေးမင်းဘလို့ဖြစ်လို့ငါအိပ်ရေးကိုလာနှောက်ရှက်ကြတာလဲ။မင်းကငါအခုစားပြစ်မယ်။အရှင်ချင်းတဲ့မင်းရဲ့ကျွန်တော်ကိုမစားပါနဲ့နော်။ကျွန်တော်တောင်းပန်ပါတယ်။တနေ့ကျရင်ကျွန်တော်အရှင်ကိုတခုခုပြန်ပြီးကူညီပါမယ်။တကယ်ပါအရှင်။ချင်းတဲ့မင်းကရဲလိုက်ပြီးကြွက်ကလေးကိုလွှတ်ပေးလိုက်တယ်။ဒါပေမဲ့ရက်အနှဲငယ်ကြာတော့ချင်းတဲ့မင်းဟာမုတ်ဆိုးရဲ့ပိုက်ကွန်ထဲမှာပိတ်မိသွားပါလေရော။အီးဟောက်ဘသူရှိလဲငါ့ကိုကယ်ကြပါဦးငါပိုက်ကွန်ထဲကထွက်လို့မရတော့ဘူးအဲ့ဒီအချိန်မှာကြွက်ကလေးတီတီရောက်လာပြီးသူ့ရဲ့ထက်မြက်တဲ့သွားလေးတွေနဲ့ပိုက်ကွန်ကိုကိုက်ဖြတ်လိုက်တယ်တိတ်မကြခင်မှာပဲချင်းတစ်လင်လွတ်မြောက်သွားတာပေါ့ဂျေဇုအများကြီးတင်ပါတယ်သူငယ်ချင်းရဲ့မင်းကအကောင်သေးပေမဲ့တကယ်ကိုအားကိုးရတဲ့သူရဲကောင်းပဲဒီပုံမြင်လေးကပေးတဲ့သင်ခန်းစာကတော့ဘသူကိုမှအထင်မသေးဖို့နဲ့ကူညီတတ်တဲ့စိတ်ထားကအမြဲတမ်းအကျိုးပေးတယ်ဆိုရဲအသိဉာဏ်လေးပေးထားတာပဲဖြစ်ပါတယ်ကွယ်